ဒီ vlog လေးကတော့ကျွန်တော်ရဲ့ပထမဆုံး vlog အဖြစ်ပကန်းကိုခီးဝင်သွားတဲ့အခါမှာရိုက်ကူးခဲ့တာဖြစ်ပါတယ်ပထမဆုံးဖြစ်တဲ့အတွက်အမပိုင်လည်းခွင့်လွှတ်ပေးကြပါအောင်ဗျာARD မြကြီးရဲ့အလှပပဲဖြစ်ပါတယ် ARD မြကြီးရဲ့အလှပကိုကျွန်တော်ကနေရာဘောင်းကောင်ကနေရိုက်ခဲ့တယ်ဒီဗီဒီယိုကတော့ကျွန်တော်က ARD မြကြီးကိုလောကနန္ဒာဖျားဘုံကနေပြီးတော့မှရိုက်ခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ပေါ့နော်ဒီဗီဒီယိုလေးကတော့ ARD မြစ်ကိုရွှေကွန်ရှာဖျားကနေပြီးတော့မြင်ရတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်ကတော့အာနန္ဒာဖျားရဲ့အပြင်ပိုင်းအပြင်ပရုံဝင်ဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့အာနန္ဒာဖျားရဲ့အတွင်ပိုင်းအနေထားပဲဖြစ်ပါတယ်ခင်ဗျာအာနန္ဒာဖျားကြီးကိုဂျက်ဖရီသားမင်းကြီးကAD 1105ခုနှစ်မှာတည်ထားပို့ခဲ့တယ်လို့သမိုင်းအမှတ်တမ်းရှိပါတယ်ခင်ဗျာအာနန္ဒာဖျားရဲ့သမိုင်းကတော့ဂျက်ဖရီသားမင်းကြီးလက်ထက်မှာဟိမွန်နာတောင်နနမာလာလှိုင်ကူကနေပြီးတော့ရဟန်းရှိပါကြွလာခဲ့တယ်ထိုရဟန်းရှိပါရဲ့နနမာလာလှိုင်ကူပေါ်ပြပြချက်ကြောင့်ဂျက်ဖရီသားမင်းကြီးဟာနနမာလာလှိုင်ကူကိုသဘောကျသွားခဲ့တယ်။ထို့သဘောကျမှုကြောင့်အာနန္ဒာဖျားကြီးကိုနနမာလာလှိုင်ကူနဲ့တထေရတဲ့တူအောင်ဖောက်ခက်မဲ့ဖူပြီးဖုံးမဲ့ချက်ချခဲ့တာကြောင့်နနမာလာလှိုင်ကူနဲ့တူတဲ့အာနန္ဒာဖျားကြီးဖြစ်ပေါ်လာခဲ့ပါတယ်ခင်ဗျာ။အနုမှာအာနန္ဒာလို့ပြောရလောက်အောင်အာနန္ဒာဖျားကြီးကိုတီဖောက်ခဲ့တဲ့လက်ရည်အကုန်လုံးကအနုထိတ်ပါတယ်။ဒါကိုလည်းဗီဒီယိုထဲမှာတွေ့နိုင်ပါတယ်ပေါ့နော်။ဒါကတော့ကျွန်တော်ကအာနန္ဒာဖျားကိုတောင်မမုတ်ကနေဝင်မြောက်ဖက်မုတ်ကိုပြန်ပြီးထွက်ပြထားတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆိုလို့ရှိရင်ဖျားကိုတောင်မမုတ်ကနေဝင်ပြီးကြမြောက်ဖက်မုတ်ကိုပြန်ထွက်တယ်အဲ့လိုမျိုးသွားတယ်ပေါ့နော်ဒါပေမဲ့တစ်ခါလေးကြလို့ရှိရင်ကျွန်တော်ကမြောက်ဖက်မုတ်ကိုထွက်တဲ့အခါမှာတောင်မမုတ်ကိုပြန်ရောက်လာတယ်ဒီလိုမျိုးလမ်းပြောင်းနေတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်တောင်မမုတ်နဲ့မြောက်ဖက်မုတ်နှစ်ခုလုံးကအတူတူနီးပါးလက်ရတွေကအတူနေတာမို့လို့တစ်ခါလေးကြလို့ရှိရင်လည်းလမ်းမြောက်တတ်ပါတယ်ဒါကတော့တကူးမှာချွေပြီးကုန်ဆိုတဲ့အတိုင်းချွေပြီးကုန်ဖျားကြီးပဲဖြစ်ပါတယ်ချွေပြီးကုန်ဖျားကြီးကိုပထမကနော်ထာမင်းကြီးကတည်ခဲ့တယ်နော်ထာမင်းကြီးနဲ့ဖန်တဲ့အခါမှာဂျက်ဖရီသမင်းကြီးကဖက်ပြီးတော့တက်ပေးခဲ့တယ်လို့သမိုင်းထောက်ထားရှိပဲပါတယ်ခင်ဗျာအလောင်းပီတူမင်းကြီးတည်ထားဖို့ခဲ့တဲ့တက်ပင်ကြီးဖျားကြီးရဆိုရင်တော့ညံတော်မြင့်ပေ200ကျော်ပြီးတော့မှရခိုင်ဖျားကြီးထဲမှာအမြင့်ဆုံးဖျားကြီးတက်ဖီလည်းဖြစ်ပါတယ်ခင်ဗျာအတန်ဒီမှာဒုတဲ့ကြီးမှာပုံဖြစ်တဲ့တမန်ကြီးဖျားကိုတော့နရော်တူခေါ်ကလေးချမင်းကနေပြီးတော့ဒီထားပို့ခဲ့တယ်နရော်တူမင်းကသူ့ရဲ့ဖခင်လောင်ပီတူကိုတတ်မိတဲ့အတွက်နောင်လာရပြီးဒီထားပို့ခဲ့တဲ့သူလေးသိရပါတယ်ခင်ဗျာဖျားတိတ်ခမင်းလို့ခေါ်တဲ့နှထောင်မင်းလက်ထက်မှာတော့ထီလိုမင်းလို့ဖျားကိုဒီဖောက်ခဲ့တယ်လို့သိရတယ်မင်းရွေးတဲ့အခါမှာထီနဲ့ယူခဲ့တဲ့အတွက်ထီလိုမင်းလို့ဖျားလို့ခေါ်ရခြင်းဖြစ်တယ်ရောပလင်ဖျက်သမိုင်းကတော့လောင်းဖြစ်သူမင်းကြီးကရှိကမင်းကြီးကိုဖော်ကားခဲ့တဲ့အတွက်မျက်လုံးကွယ်ပါတယ်ထိုမျက်လုံးကွယ်တာကိုပြောင်းဆင်တဲ့အတွက်ထမီကြောခဲ့တဲ့နေရာကိုဆွဲပြပြီးတော့ရောပလင်ဖျက်ပွဲဖြစ်လာခဲ့တယ်ဖင်းညညီမဖျက်ကိုလည်းကျွန်တော်ကရောက်ခဲ့ပါသေးတယ်ဖင်းညညီမဖျက်ကိုကျွန်တော်ကဝဲကနေပြီးတော့ယာအထိကိုဗီဒီယိုကင်မရာနဲ့ဒီလိုရိုက်ခဲ့တာဖြစ်တယ်ပေါ့နော်ဖင်းညညီမဖျက်ကလည်းတကူကြည့်ပြီးတော့မှစကားပြောဖူဖင်ရမယ့်နေရာဖြစ်တာမို့လို့ရောက်ခဲ့လို့ရှိရင်လည်းစကားပြောဖူဖင်မှုကိုကျွန်တော်ကတိုက်တွန်းလိုပါတယ်ခင်ဗျာရာပတိဖီတူမင်းလက်ထက်မှာဒီထားကိုခွဲခဲ့တဲ့ဖျက်ညီမဖျားဆိုလို့ရှိရင်ရှေ့ကဖျားကပညာအမရဖျားနောက်ကဖျားကတော့ပညာညီမရဖျားဆိုပြီးဒီထားကိုခွဲခဲ့တဲ့ရာကိုရှိခဲ့လို့တော့ဒီထားကန်တွေကပြောကြပါတယ်ဖျက်ညီမဖျားကိုရောက်ခဲ့တဲ့အခါမှာကျွန်တော်ကအထဲအထိဗီဒီယိုရိုက်ခဲ့ပါတယ်သို့ပေမဲ့လူကမကောင်းပါနဲ့ပဲအထဲကရမ်းမောင်နေတဲ့အတွက်ဗီဒီယိုရိုက်ကူးကြီးကိုအဖြစ်မကြီးခဲ့ပါဘူးခင်ဗျာကတော့လောကနန္ဒာဖျားဖြစ်ပါတယ်လောကနန္ဒာဖျားဟာဖေရို၄ခုရှိရယ်ဖေရို၃ခုကတော့ဖျားနဲ့တူရှိပြီးတော့မှနောက်တစ်ဖေရို2ခုကတော့တစ်ဖက်မြက်ကမှရှိရလို့ပြောမှရှိရပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့မိသားစုလေးကတီရီဗေယာဘူမီပကံနန်းတော်ကြီးကိုတွားလိုက်ပြီးခဲ့တဲ့မှတ်တမ်းလေးဖြစ်ပါတယ်ခင်ဗျာ
ဒီပကံနန်းတော်ရက်ဖွင့်ဖြင့်ရှစ်ခေပကံနန်းတော်လိုမျိုးဒီဖောက်ထားတဲ့အတွက်ကျွန်တော်တို့အနေနဲ့ဘုသူတာများပါရပါတယ်ဒါကြောင့်ပကံကိုလာလို့ရှိရင်လည်းပကံရွှေနန်းတော်ကြီးကိုတွားရောက်လည်းပဲပို့ကျွန်တော်အကြံပြုပါတယ်ခင်ဗျာပကံခိကအတိုင်းလဲရမပြတ်ဒီဖောက်ထားတာမို့လို့လဲရတွေကလည်းအလွန်သေးသက်ပါတယ်ခင်ဗျာဒါလေးကတော့ရှင်ရသူကြော်ပုံပန်လေးဖြစ်ပြီးတော့မှမိသားစုတွေအတွက်ဆိုလို့ရှိရင်အရှင်ကောင်းကောင်းဖြုံလို့ရပါတယ်ဒါအပြင်ကြော်လေးတွေဖုံပြီးအရှင်လေးကလည်းလိုက်ဖက်တာမို့တော့တင်ပါတယ်ဗျ